ဒီစိတ်ဒီခါကြတော့ခုလိုခံကြတဲ့တုံးတွေပါလို့တော့မရှိရဘူးဒါကိုအထက်ကကြည့်ရပါဆိုတော့ဘုဒ္ဓဆရာတွေရောကိုယ်ကိုယ်ကိုဒီကောင်တော်လေးကိုနော်ကိုယ်အတူတူဘုဒ္ဓဆရာကတက်တက်အားရဒါပေမဲ့ဒီနေရာလေးဆရာတော်ဘုရားကိုခေါ်ရတာကိုခါပြီးတော့တိုင်းကျော်ကြီးတို့ဘလို့နဲ့ဘလို့တက်တဲ့တရားလေးကိုတာဝန်ပြုလို့ရတယ်။ဒါကြောင့်လည်းဒီနေရာဒီကြောက်ကဲကြည့်ကြပါဦးနော်မကျွတ်မလွတ်တဲ့ပုံကိုယ်တွေကသင်္ကန်းဝတ်ချင်တယ်လို့အိမ်မက်ပေးတဲ့အတွက်အဲ့ဒီမကျွတ်မလွတ်တဲ့ပုံကိုယ်တွေကိုသင်္ကန်းဝတ်ပေးတာတဲ့ဦးစင်းတို့မြန်မာပြည်မှာရှိတဲ့လူတချို့ယူများယူကုန်ကြပြီလားအဲ့ဒီလိုပဲမြင်ပါတယ်နော်သင်္ကန်းဝတ်တယ်ဆိုတာလေဝတ်ချင်တိုင်းဝတ်လို့မရဘူးအင်္ဂါရက်တွေရှိတယ်နော်ကိုရင်ဝတ်မယ်ဆိုရင်ကိုရင်လောင်းကတရဏဂုံကိုပြီးအောင်ဆုံနိုင်မှကိုရင်ဖြစ်တယ်တရဏဂုံကိုပြီးအောင်မဆုံနိုင်ဘူးဆိုရင်ကိုရင်မဖြစ်ဘူးဒီမကျွတ်မလွတ်တဲ့ပုံကိုယ်တွေကဘယ်လိုလုပ်ပြီးတော့တရဏဂုံကိုဆိုလို့ရမှာတော့နောက်ယဟန်ဝတ်မယ်ဆိုရင်လေဝိထုယဟန်လောင်းညတိညကမဝါစာဏိဒံတိမာသိန်းနုဿဝနကမဝါစာပရိတာပရိသတ်ဆိုတဲ့ဤအင်္ဂါ၅ချက်နဲ့ပြည့်စုံမှယဟန်ဖြစ်တယ်နော်အခုဝိထုဆိုတဲ့ယဟန်လောင်းမရှိတဲ့အတွက်ယဟန်ခံလို့မရဘူးနောက်ပြီးမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲလူသားစင်စစ်ကိုသားလျင်ပဲယဟန်ပြုပေးရမယ်လို့ဝိနည်းပြညတ်ထားတဲ့အတွက်မကျွတ်မလွတ်တဲ့ပုံကိုယ်တွေသင်္ကန်းဝတ်လို့မရဘူးနော်ဒါကိုသိအောင်အရင်ဆုံးလေ့လာပါမလေ့လာဘဲနဲ့ပောက်ကရမလုပ်ပါနဲ့နော်ဦးစင်းကလေဘာသာခြားတိုက်ခိုက်တာကိုအဲ့ဒီလောက်မနာဘူးဗုဒ္ဓဘာသာပါဆိုတဲ့ကိုယ်ထဲကလူကပောက်ကရလုပ်တာကိုအသေးပေါက်အောင်နာတယ်နော်နောက်ပြီးဒီလိုလုပ်ရက်တွေကိုဘာသာခြားကမြင်ပြီးဆိုရင်လည်းပဲကိုယ်ဘာသာသိက္ခာကြတယ်နော်ဒါကြောင့်တချို့သောဗုဒ္ဓဘာသာဝင်တွေကိုပြောချင်တာကဘာသာရေးနဲ့ပတ်သက်ပြီးတခုခုလုပ်တော့မယ်ဆိုရင်တက်သည့်နားလေတဲ့ပုဂ္ဂိုလ်တွေရဲ့ထံမှာမေးမြန်းပါမမေးမမြန်းပဲနဲ့ကိုထင်ရမလုပ်ပါနဲ့ကိုဘာသာသိက္ခာကြပါတယ်နော်